စီကန်းဆိုတာမင်းအခုလိုကတ်နေတဲ့အရာနဲ့မင်းအလိုချင်ဆုံးအရာကြားမှာရွေးချယ်လိုက်တာပဲအဲ့ဒါဟာပြင်းရည်ချင်းကိုညှင်းပယ်ပြီးရီမန်းချက်ကိုလက်ခံလိုက်တဲ့တိတ်ဆိတ်တဲ့ခွန်အားတစ်ခုပဲတခြားသူတွေကစိတ်အလိုကိုလိုက်နေချိန်မှာစီကန်းရှိသူကတော့မျောမှန်းချက်အတိုင်းပဲရှောင်လန်းတယ်ပျော်ရွှင်မှုဆိုတာခဏတာဖြစ်ပြီးရလက်တွေကသာထာဝရဆိုတာကိုစီကန်းကနားလည်ထားတယ်မင်းဒီနေ့ပေးဆက်လိုက်တဲ့စွန့်လွတ်မှုတိုင်းဟာမနှက်ဖြန်မှာလွတ်လပ်ခွင့်ဖြစ်လာလိမ့်မယ်စီကန်းဆိုတာအပြစ်ပေးတာမဟုတ်ဘူးအဲ့ဒါဟာလက်တွေ့အတုံးချနေတဲ့ကိုယ့်ကိုယ်လေးစားမှုပဲအိတ်ချင်နေပေမဲ့နိုးထလာတာဘယ်သူမှမကြည့်နေပေမဲ့အလုတ်လုတ်နေတာအဲ့ဒါတွေဟာစီကန်းပဲကိုယ့်ကိုယ်စီကန်းနဲ့ထိန်းချုပ်နိုင်သူတွေဟာသူတို့ရဲ့အနာဂတ်ကိုလည်းထိန်းချုပ်နိုင်ကြတယ်ဘာလို့လဲဆိုတော့နောက်ဆုံးမှာစီကန်းရှိတဲ့သူဟာစီကန်းမဲ့သူတွေအိမ်မက်ပဲမဲ့နေရတဲ့ဘဝမျိုးမှာတကယ်ရှင်သန်ခွင့်ရသွားလို့ပဲစီကန်းဆိုတာမင်းကိုချုပ်နှောင်ထားတဲ့တန်ကြိုးမဟုတ်ပါဘူးအဲ့ဒါကမင်းရဲ့ရီမန်းချက်တွေစီကိုခေါ်ဆောင်သွားမယ်လေကတက်တယ်ပါဒီမှာပင်မရတာဟာမနှက်ဖြန်မှာလွတ်လပ်ဖို့ပဲဖြစ်ပါတယ်ကိုလေးစားမှုရှိရင်စီကန်းရှိပါမင်းရဲ့အနာဂတ်ကိုစီကန်းနဲ့ထုစစ်လိုက်ပါ